ဆိုလို့ရှိရင်ညီမတို့အခု FIFA တစ်စိမ့်နဲ့မှွေဆက်လေးရပြီနော်ဆက်ပြစီမှွေဆက်လိုချင်တဲ့ကိုကိုမမတွေဝယ်ယူလို့ရပြီတစ်လုံးမှာ2သိန်းကျပ်မောင်းလေးနော်ခုနရှင်းပြတဲ့အဆက်လေးရှင်းပြပေးပါအောင်ဟုတ်သူကတော့ဒီမှာရောက်လို့ရှိရင်ဂီယာ6ချက်ပါပါမယ်1ကနေပြီးတော့ကျွန်တော်နည်းနည်းချင်းနေရွှေ့ပြီးတော့2 3 4 5 6အဂီယာ6ချက်တွေကစားလို့ရမယ်ပြီးလို့ရှိရင်သူကကြတော့တစ်ချက်ချင်းလည်းနှိပ်လို့ရတယ်ပြီးလို့ရှိရင်တစ်ချက်ချင်းမနှိပ်ချင်ဘူးကိုကလမ်းကြောင်းနေဆိုလို့ရှိရင်ဒီအောက်ဆုံးကခလုတ်လေးနှိပ်ပြီးတော့ဘေးနာခလုတ်အမဲအစီလေးကိုနှိပ်ပြီးလိုက်လို့ရှိရင်သူကအော်တိုကစားလို့ရတယ်အော်တိုမကစားချင်တော့ဘူးကိုကရက်တော့မယ်ဆိုလို့ရှိရင်ဒီအောက်ကဒီခလုတ်အရှိကိုတစ်ချက်ချင်းဇက်ကိုပိတ်နှိပ်လိုက်လို့ရှိလို့ရှိရင်အကောင်ကြောက်လို့ရှိရင်တစ်ချက်ချင်းလေလို့ရပါမယ်ခင်ဗျာနှိပ်ထားလိုက်လို့ရှိရင်အမတို့တစ်ခါရေးသွားမယ်ဟုတ်ကဲ့တစ်ချက်ချင်းနှိပ်လို့လည်းရတယ်တစ်ချက်ချင်းနဲ့နှိပ်လို့ရတယ်တက်စင်တဲ့ဥစ္စာလေးကတော့လွယ်ပါတယ်လွယ်ပါတယ်ဒီအောက်နပ်ပါတဲ့ဥစ္စာလေးကတော့ဒီဆက်အောက်ရှိမှာတက်ရပါမယ်ဒီလိုလေးတက်တင်ပေးရပါမယ်ခင်ဗျာလွယ်ပါတယ်ဒီကောင်အားကြီးခက်တာမဟုတ်ပါဘူးခင်ဗျာနော်ဆက်ပြစီမွေမွေကျဲမမွေသူကကျဲမပဲဆက်ပြစီတို့ဘာလို့ဆိုခရင်လေးရတယ်ပေါင်းနဲ့ရပါတယ်ခင်ဗျာနဲ့3လကျဲအမားတွေဘာတွေထိုးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့56ပေါ့ဂီယာ56ဂီယာ56ဒီထိုးရပါတယ်ကျောင်းမှာဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ခေါင်းကတက်ရမယ်အဲ့လက်ပါဒီကောင်ဆိုလို့ရှိရင်ခေါင်းကတက်ရမယ်လက်လေးပါနှခမ်းမွေးရ original အောင်လှနေကြငါ iPhone နဲ့ share ပဲလက်လူလဲ share လူလဲ share ပဲတော်ကီလေးနေနော်ရပါပြီရပါပြီခင်ဗျမောင်လေးကြီးချက်ဖာထဲမှာဆိုပစ္စည်းအပိုတွေကာဗွန်ပိုတွေရောပါလားဟုတ်ပါပါတယ်ခင်ဗျဒီမှာဆိုလို့ရှိရင်ဂွားရစုံပိုးပါပါမယ်ပြီးလို့ရှိရင်ကာဗွန်အသစ်ပိုးပါပါမယ်ခင်ဗျเนาะအားဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖာလေးနဲ့ပေါ့ဒီဖာလေးနဲ့အကုန်လုံးထည့်ပို့ပြီးတော့မှပို့ပေးပါမယ်ခင်ဗျเนาะပြီးလို့ရှိရင်ပလက်ပေါက်တက်ပြီးတော့တခါတည်းကိုမှွေကျင်တဲ့ဟာကိုဂီယာတစ်ချက်ထိုးပြီးတော့မှွေယုံပဲကောင်းတဲ့အတွက်ကိုမှပဲစိတ်ပူကြရမလို့ကာဗွန်တွေပါဖြစ်ခဲ့ရင်တော့မှပဲကာဗွန်ဖြောက်ရတဲ့လွယ်ကူတယ်အဆင်ပြေတယ်အများပဲဘလောက်ဈေးနဲ့ရောင်းပေးမှလဲချက်ကတော့2သိန်းကျပ်နဲ့ရောင်းပေးပါမယ်2သိန်းနဲ့ရောင်းပေးမှဖြစ်ပါတယ်ရှင်ဝက်ကတော့2000ပါတယ်2000ဝက်290ပို့ဆိုတော့လုံးဝကောင်းပါတယ်အရန်ကောင်းတယ်နော်ဆိုင်မှာဆိုဒီမောင်လေးဒီဟာလေးအရန်သုံးတာနော်ကောင်းလဲကောင်းတယ်ညီမတို့ကိုယ်တိုင်လည်းလက်ရှိဒီစက်တွေနဲ့အသုံးပြုနေဖြစ်ပါတယ်ရှင်ဆက်ပြစီမှွေဆက်လိုချင်တော့ကိုကိုမမတွေမှာယူလို့ရပါပြီရှင်ကျေးဇူးတင်ပါတယ်နော်ဒီဖာတစ်စိတ်ပါရှင်